68နတ်ဖျားဘရင်နယ်ပယ်သို့အဆင့်တက်ခြင်းနတ်ဖျား၏ဂရစ်အဆင့်အောက်သူထွက်လာခါစပဲရှိသေးတယ်မျက်စိတမိတ်အတွင်းမှာသူအသက်ခံလိုက်ရပြီလားနောက်နေတာလားသူကတစ်ဖက်သူရဲ့အရှိန်အဝါကိုတောင်အာယုံမခံနိုင်ခဲ့ဘူးလေဆိုလိုတာကတစ်ဖက်သူကအစတည်းကဒီနေရာမှာစောင့်နေတာပဲဒါပေမဲ့သူနိုးထလာမယ်ဆိုတာအဲ့ဒီသူကဘလို့သိသွားတာလဲသူကဘသူများလဲသူကမှင်သက်နေဆိုရဲရှောင်ကသူ၏မျက်ခုံးနှစ်ဖက်ကြားထိုးဆိုင်လိုက်တော့သည်ထိုစုသူသည်ရဲရှောင်၏လက်ကိုအလိုလိုလွဲရမ်းလိုက်မိပြီးသူ၏တငယ်အိမ်ကချက်ချင်းကြုံသွားလေ၏ရဲရှောင်၏လက်၌ယရနာအသုံးဆောင်အစဉ်လက်စွပ်များစွာရှိနေပြီဖြစ်သည်ထိုလူကနတ်ဖျား၏ဂရစ်၃ပါးကိုတတ်ခဲ့ပြီဖြစ်သည်ဟာယခုအချိန်တွင်သူ၏စိတ်နှလုံးကအပြည့်အဝလဲပြိုသွားတော့သည်တစ်ချိန်တည်းတွင်သူ၏စိတ်ဝိညာဉ်လည်းပြိုလဲသွားလေ၏ရဲရှောင်သည်သူ၏ခန္ဓာကိုယ်ထဲရှိဝိညာဉ်စွမ်းအင်နှင့်သွေးအဆီနှင့်အလုံးစုံကိုတိုက်ရိုက်ဆုပ်ယူလိုက်တော့သည်သူကလေပြင်းများရှူသွင်းလိုက်၏ကန်ဆိုးသည်မှာထိတ်လန့်ဖွယ်ရာကောင်းတော်များအန္တရာယ်မရှိခဲ့ပေသို့သောထိုခိုက်တန့်တွင်အရှိတောင်ဘက်ချမ်းစီမှအင်မတန်အားကောင်းသောအရှိန်အဝါတစ်ခုသည်ရုတ်တရက်ပေါ်ထွက်လာ၏ကောင်းကင်ကြီးပြိုလဲတော်မူပမာကြောက်စရာကောင်းလှပေသည်ကြွယ်ဝများပြားလှသောဝိညာဉ်စွမ်းအင်များကရောက်ရှိလာ၏ရဲ့ရှောင်၏အမူအရာကတောင်ခဲသွားတော့သည်ဘာကိုဆိုလိုမှန်းသူသိသည်နောက်ထပ်ဧကရစ်တစ်ပါးလည်းထွက်လာတော့မည်ထွက်လာခါစလူအပါဝင်နတ်ဖျားဧကရစ်နှစ်ပါးကနိုးလာပြီးတောင်းကျမ်းနေပြီဖြစ်သည်သူသည်နတ်ဖျားဧကရစ်၄ပါးကိုတတ်ခဲ့ပြီးထွက်မလာသေးသည့်၃ပါးရှိသေး၏သို့သောသူတို့မကြာမီ၌ထွက်လာတော့မည်ဟုတွက်ချက်မိသည်လောနေရန်အချိန်မလုံလောက်ပေနတ်ဖျားဧကရစ်အားလုံးသည်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတော်ညာသူသည်နတ်ဖျားဧကရစ်တစ်ပါးကိုတတ်ပြီးခါစားဖြစ်၏သူသည်ခြုံကိုတိုက်ခိုက်ခဲ့သောကြောင့်သာရှင်သန်နိုင်ခဲ့တာဖြစ်သည်တစ်ဖက်သူကသူ၏ယရနာအသုံးဆောင်ကိုထုတ်ယူရန်တောင်အခွင့်အရေးမရခဲ့ပေသူတို့သာသူ့ကိုထိတ်တိုက်ရင်ဆိုင်မယ်ဆိုလျှင်သူတို့တိုက်ခိုက်နိုင်သည်ဟုသူတို့ယုံကြည်ချက်ရှိသောညာလက်ရည်တူဖြစ်နေမှကျိန်းသေးသည်အခြားသောနတ်ဖျားဧကရစ်များ၏အာယုံဆိုင်မှုကိုသူယူဆောင်မိခဲ့လျင်သူဒုက္ခရောက်လိမ့်မည်သူခန္ဓာကိုယ်ထဲရှိအံ့ဖွယ်သွေးကိုအရင်ဆုံးတန့်စင်တာကပိုကောင်းလိမ့်မည်ရဲရှောင်ကလက်မြောက်ပြီးထိုနတ်ဖျားဧကရစ်၏အလောင်းကိုဖျက်ဆီးလိုက်၏ပြီးနောက်သူသည်နတ်ဖျားဧကရစ်အုပ်ကူထဲဝင်ကရင်းကိုစီးပိတ်လိုက်တော်သည်ပြီးနောက်သူသည်သူ၏ခွန်အားလုံးစုံဖြင့်အံ့ဖွယ်သွေးကိုစတင်တန့်စင်တော့၏မျက်စိတမိတ်အတွင်းအချိန်ကုန်ဆုံးသွားသည်မျက်စိတမိတ်အတွင်းအချိန်3ရက်တာကုန်လွန်သွား၏3ရက်တာအတွင်းရဲရှောင်သည်သူစုဆောင်းထားသည့်နတ်ဖျားဧကရစ်များ၏သွေးကိုတန့်စင်ပြီးသူ၏ဝိညာဉ်စွမ်းရည်နှင့်သွေးအဆီနှင့်ကိုပိုမြင့်သောနယ်ပယ်ထိရောက်အောင်မြင့်တင်ခဲ့သည်သူကနတ်ဖျားဘရင်နယ်ပယ်၏ထိပ်သို့ရောက်နေပြီဖြစ်၏ထိုစိသူ၏အတွင်းကလေးစာများခြိသွေးကြောများနှင့်သွေးကြောများကိုကြည့်လိုက်တော့သည်သူ၏ခန္ဓာကိုယ်သည်မှန်းဆ၍မရသောမာကြောမှုအဆင့်သို့ရောက်နေပြီဟုခံစားမိသည်သူ၏အသွေးသားကတောင်နတ်ဖျားဘရင်နယ်ပယ်၏နဝမအဆင့်တွင်ရှိနေခြင်းသူစီမှတိုက်ရိုက်တိုက်ခိုက်မှုကိုခံနိုင်ရရှိမည်ဟုခံစားမိနေသည်အထို့ထိတ်နတ်ဖျားဘရင်နှင့်နဝမအဆင့်နတ်ဖျားဘရင်ကြားကွာဟချက်ကသေးမွားမြမဟုတ်ပေရဲရှောင်သည်လက်သီးကျစ်ကျစ်ဆုပ်လျက်လက်ချောင်းများပူးကပ်လိုက်သည်ထိုသေးငယ်သောလှုပ်ရှားမှုဖြင့်မိုးချင်းတန်ကသူ၏သွေးကြောများထဲမှပေါ်ထွက်လာသည်ရဲရှောင်ထိတ်လန့်သွား၏သူခန္ဓာကိုယ်ထဲရှိအံ့ဖွယ်သွေးကလှုပ်ရှားလာပြီးလျက်ပြက်သည့်ပမာအစွမ်းထက်သောခွန်အားဖြင့်ပောက်ကွဲလာတော့သည်ဒါထိတ်လန့်စရာမကောင်းဘူးလားသို့သောထိုအကြောင်းဂရုတစိုက်စိုးစားပြီးနောက်နားလေသဘောပေါက်သွားသည်သူ၏ခွန်အားကယခုဆိုမှန်းမရသောအဆင့်သို့ရောက်နေပြီဖြစ်သည်သူခန္ဓာကိုယ်ထဲရှိအံ့ဖွယ်သွေးတိုးလာသည်နှင့်သူ၏သွေးဖိအားကလည်းအကန့်အသတ်မရှိတိုးလာတော့သည်သူ၏ခန္ဓာကိုယ်ကအထို့ထိပ်ကျဲကိုးပွင့်လက်နက်တစ်ခုနှင့်တောင်ရှုနိုင်ပြီးရင်းသည်ယရနာအသုံးဆောင်အစဉ်နာကပ်နေတာကျိန်းသေး၏နတ်ဖျားဧကရစ်တစ်ပါးဖြစ်လာပြီးနောက်သူ၏ခန္ဓာကိုယ်ကယရနာအသုံးဆောင်၏မာကြောမှုနှင့်ရှုနိုင်လာပြီဟုဆိုနိုင်သည်ထိုအဆင့်ရှိခန္ဓာကိုယ်သည်အင်မတန်စွမ်းထက်သည့်စွမ်းအင်ကိုလိုအပ်ယုံသာမက
တစ်ချိန်တည်းတွင်မောင်းနှင်းနေစုခန္ဓာကိုယ်ထဲရှိအံ့ဖွယ်သွေးလှုပ်ရှားမှုကလည်းပွတ်တိုက်အားကြောင့်လျှက်စီးများစွာဖြစ်ပေါ်စေလိမ့်မည်။ယင်းကတိုင်းပညာရှင်တစ်ယောက်ဖြစ်လာခြင်း၏စံနမူနာပဲဖြစ်သည်။စာအုပ်များထဲတွင်ပြောထားသည်ကလူတစ်ယောက်သည်ကျင့်ကြံစင်မြင့်လေတောင်တန်းများကိုရွှေ့ပြီးပင်လယ်ကိုဖြည့်ဖို့ကပိုလွယ်ကူလေဖြစ်သည်။လက်ဖွားဖြန့်လိုက်ယုံဖြင့်တိမ်တိုက်များနှင့်မိုးများကိုစိန်ခေါ်နိုင်သည်ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုကပြောင်းလဲမှုကြီးတစ်ခုကိုဖြစ်စေနိုင်သည်တကယ်တော့သူတို့သည်မည်သည့်ထူးခြားသောနည်းလမ်းကိုမှအသုံးပြုခဲ့သောကြောင့်မဟုတ်သူတို့ခန္ဓာကိုယ်၌အစမတန်ကြီးမားလာသောခွန်အားရှိနေသောကြောင့်သာဖြစ်သည်ကဏ္ဍအားလုံး၌သူတို့သည်တာမန်လူများထက်အစာပေါင်းဘီလီယံချီပိုတန်မာ၏လူတိုင်းရဲ့ခန္ဓာကိုယ်ကတစ်ထပ်တည်းရှိနေတဲ့ပုံပဲဒါပေမဲ့လူတိုင်း၏ခန္ဓာကိုယ်သည်ထက်တူညီစွာရှိနေပုံပေါ်၏သို့တော်ညာလက်တွေ့တွင်မူရေနှင့်သတ္ထုစက်တံမဏိကဲ့သို့ပင်သူတို့ကြားရှိမာကြောမှုကရွှတ်၍မရပေသူတို့ကွာဟချက်ကကြီးမားလွန်း၏အခုငါကဒန္နာယီလာနတ်ဖျားဧကရစ်ကိုတလန်းနိုင်ဖို့တလန်းမဲလိုတော့တယ်ဒါပေမဲ့ဒီနောက်ဆုံးအဆင့်ကမလွယ်ဘူးရှေးခေတ်ကာလတွေကမရေမတွက်နိုင်တဲ့တိုင်းပညာရှင်တွေပါရမီရှင်တွေကဒီအဆင့်မှာတည်ဆုံးခဲ့ကြတယ်သူတို့တွေကလက်တလန်းမှာရှိတဲ့နတ်ဖျားဧကရစ်တွေကိုကြည်ယုံသာကြည့်နိုင်ပြီးအစစ်မတက်နိုင်ကြဘူးနတ်ဖျားဧကရစ်နယ်ပယ်စီတက်လန်းဖို့အခွင့်အလမ်းကပထမဆုံးအကြိမ်မှာကြာရှုံးရင်ပိုတောင်ခက်ခဲသွားတာဒါအပြင်ရှေ့သွားလေပိုခက်ခဲလာလေပဲငါတခါတည်းနဲ့အောင်မြင်မှရမယ်နတ်ဖျားဧကရစ်နယ်ပယ်သို့အဆင့်တက်ရန်အတွက်များစွာသောစွမ်းရည်များလိုအပ်သည်ယင်းသည်နဝမအဆင့်မှအထွတ်ထိပ်သို့အဆင့်တက်ရခြင်းထက်အစာပေါင်းများစွာပိုခိုင်မာ၏နတ်ဖျားဧကရစ်၅ပါးသည်နတ်ဖျားဧကရစ်2ပါးနှင့်နတ်ဖျားဘုရင်အဆင့်အောက်လောက်20ခန့်ရှိသည်ဤအဆင့်၌သူသည်နတ်ဖျားဧကရစ်နယ်ပယ်သို့တက်လှမ်းနိုင်၏မှာမဟုတ်ပေရဲရှောင်ကမျက်တောင်အဆက်မပြတ်ခတ်နေသည်သူကအံ့ဖွယ်သွေးများပိုလိုအပ်လောက်သည်လက်ရှိတွင်ဤအုပ်ကူထဲ၌ရှေးနတ်ဖျားဧကရစ်များသာရှိတာမဟုတ်နဝမအဆင့်နတ်ဖျားဘုရင်တချို့နှင့်အထွတ်ထိပ်နဝမအဆင့်နတ်ဖျားဘုရင်များတောင်ရှိသည်ဥပမာအနေဖြင့်မဟာနတ်ဖျားမျိုးနွယ်စု၄စု၏လူများပဲဖြစ်သည်မဟာနတ်ဖျားမျိုးနွယ်စု၄စု၏လူများသည်အစတည်းကရွှမ်းရံမျိုးနွယ်နှင့်တမလွန်လောကမျိုးနွယ်ကိုဆန့်ကျင်နေကြတာဖြစ်သည်မဟာနတ်ဖျားမျိုးနွယ်စု၄စုကရွှမ်းရံမျိုးနွယ်ထက်အဆင့်အနည်းငယ်မြင့်သောကြောင့်သူတို့သည်ရွှမ်းရံနှင့်တမလွန်လောကမျိုးနွယ်ကိုတေချာပေါက်ဖိနှိပ်လိမ့်မည်နှစ်ဖက်ကြားပဋိပက္ခဖြစ်မှုကရှောင်လွှဲ၍မရပေရွှမ်းရံမျိုးနွယ်နှင့်တမလွန်လောကမျိုးနွယ်သည်ပိုကောင်းအောင်ဆောင်ရွက်ခြင်းလျင်သူတို့နေရာများကိုချိန်ချောက်ရလိမ့်မည်တကယ်တော့နှစ်ပေါင်းများစွာကြာအောင်မဟာနတ်ဖျားမျိုးနွယ်စု၄စုသည်ရွှမ်းရံမျိုးနွယ်ကိုအကြိမ်ပေါင်းများစွာဖိနှိပ်ထားခဲ့သည်သူတို့သည်ရွှမ်းရံမျိုးနွယ်၏အဖွဲ့သားများကိုလည်းတပ်ဖြတ်ခဲ့၏သူတို့သည်ရွှမ်းရံမျိုးနွယ်ကိုဖျက်ဆီးရန်အခွင့်အရေးရခဲ့လျင်သူတို့ကစိုးစီးမျှတက်ညာနေမှာမဟုတ်ဟုရဲရှောင်ပြောရဲသည်ထို့သို့ဆိုလျင်သူ့အဖို့ဤအခွင့်အရေးကိုယူပြီးသူတို့ထဲမှအချို့ကိုတတ်တာကအလွန်ကြိုးကြောင်းတင်သည်ထိုအချက်ကိုတွေးမိပြီးရဲရှောင်၏နှက်ခမ်းထောင်းကအနှဲငယ်ကွေးတက်သွား၏ပြီးနောက်ရှားရှေးရီစီစာပို့လိုက်တော်သည်ပြီးနောက်သူသည်နတ်ဖျားဧကရစ်အဆင့်သို့အဆင့်တက်လျက်သူရှိနေသောနတ်ဖျားဧကရစ်အုပ်ကူကိုဖွင့်လိုက်၏တစ်ချိန်တည်းတွင်အခြားတစ်ဖက်၌မဟာနတ်ဖျားမျိုးနွယ်စု6စု၏မျိုးနွယ်သားများသည်ဖိအားပေးခံနေရပြီဖြစ်သည်နတ်ဖျားဧကရစ်၏အုပ်ကူကစီးပိတ်ထားပြီးနတ်ဖျားဧကရစ်၅ပါးအသက်ပြန်ရှင်လာသည်သူတို့အသက်ပြန်ရှင်လာချိန်၌ဒဏ်ရာပြင်းပြင်းထန်ထန်ခံစားနေရသောညာသူတို့သည်နတ်ဖျားဘုရင်နယ်ပယ်အထွတ်ထိပ်၏ခွန်အားကိုပြသနိုင်သေးဆဲဖြစ်ပြီးသူတို့၏ယတနာအသုံးဆောင်များဂန္ဓဝင်ကျင့်စုများနှင့်နတ်ဖျားဧကရစ်အဆင့်ရှိတိုက်ပွဲဝင်အတွေ့အကြုံကြွယ်ဝမှုကိုအသုံးပြုလိုက်လျင်သူတို့9ယောက်ပူးပေါင်းလိုက်သောအခါရောက်ပြီးတယောက်ကိုအနိုင်ယူနိုင်သည်လက်ရှိအခြေအနေတိုင်းဆက်ဖြစ်လာလျင်သူတို့၏နေရာ၌မြုပ်နှံခံရရန်တိတ်ကြတော့မှာမဟုတ်ကြောင်းလူတိုင်းသိနေသည်ယခုအချိန်တွင်နတ်ဖျားဧကရစ်အုပ်ကူထဲတွင်အသက်ရှင်ကျန်ရစ်သည့်သူများကအနှဲငယ်ပိုတန်မာသောတိုင်းပညာရှင်များဖြစ်ပြီးနတ်ဖျားတပ်ဖြတ်သူနယ်ပဲတတမသို့မဟုတ်အထမအဆင့်များသာဖြစ်သည်ဆိုလိုသည်မှာသူတို့၌အံ့ဖွယ်သွေးပိုရှိသည်ဟုလည်းဆိုလိုသည်
ထိုနတ်ဖျားဧကရစ်များသည်သူတို့၏အံ့ဖွယ်သွေးများကိုရခဲ့လျင်သူတို့ကျင့်ကြံစစ်ညီမျှပြန်ကောင်းမည်ဆိုတာမည်သူကသိမည်နည်းထိုအချိန်ကျသူတို့သည်သူတို့ဘက်ခြမ်းရှိနတ်ဖျားဧကရစ်များကိုတောင်တတ်နိုင်လိမ့်မည်ယင်းကအစစ်အမှန်ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မည်သူတို့နတ်ဖျားမျိုးနွယ်အတွက်ကပ်ဘေးတစ်ခုဖြစ်လိမ့်မည်ထို့ကြောင့်မဟာနတ်ဖျားမျိုးနွယ်စု6စုသည်ရွေးချယ်စရာမရှိတော့ဘဲဝင်ပေါက်စီသွားဖို့ဖိအားပေးခံရတော့သည်ဖုံးအင်မတန်အားကောင်းသည့်တိုက်ကွက်များတစ်ခုပြီးတစ်ခုကဝင်ပေါက်ရှိစီးတစိမ့်ပေါ်ကျရောက်လာပြီးပြင်းထန်သည့်ပေါက်ကွဲမှုများဖြစ်စေသည်ထိုပေါက်ကွဲမှုသည်နတ်ဖျားဧကရေအုပ်ကူတစ်ခုလုံးကိုတုန်လှုပ်သွားစေ၏သို့သောယခုအချိန်တွင်တုံ့ပြန်မှုမရှိပေတေဆန်းငါအတွက်ဖွင့်ပေစိုးလေးဖူကထပ်တလဲလဲအော်နေပြီးသူ့မျက်လုံးများหนีရဲနေတော့သည်သူ့မျက်လုံးတစ်ဖက်ကပျက်စီးသွားပြီဖြစ်သည်ရှေးနတ်ဖျားဧကရစ်၏ကြောက်မက်ဖွယ်ကောင်းမှုကိုမျက်မြင်တွေ့ပြီးနောက်သူတို့သည်ကြောက်လန့်နေပြီဖြစ်သည်နတ်ဖျားဧကရစ်တစ်ပါးသည်နတ်ဖျားဧကရစ်တစ်ပါးပဲဖြစ်သည်သူသည်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသည့်တိုင်နတ်ဖျားဘရင်နယ်ပယ်၏ထိပ်သီးအထွတ်ထိပ်ရှိကျင့်ကြံစင်ကိုသာပြသနိုင်သောညာမရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာကြာအတွေ့အကြုံကြောင့်သူတို့အလွယ်တကူမရှုနိုင်သေးပေသူသာတယောက်ချင်းတိုက်ခိုက်ရမည်ဆိုပါကညီသူကိုမှအနိုင်မယူနိုင်ဟုပြောရဲသည်သူသည်သူတို့စီမှအကွက်1000တောင်ရှင်သန်နိုင်မှာမဟုတ်ပေအကွက်1000သူတို့အဆင့်ရှိနတ်ဖျားဘရင်များဖို့နတ်ဖျားဘရင်နယ်ပယ်အထွတ်ထိပ်ရှိသူများအတွက်အကွက်1000သည်ဘာမှမဟုတ်ပေသူတို့သည်စက္ကန့်အနည်းငယ်အတွင်းသူတို့တိုက်ကွက်ကိုအပြီးသတ်နိုင်၏တနည်းအားဖြင့်သူသည်တစ်ဖက်သူကြောင့်စက္ကန့်အနည်းငယ်အတွင်းကြာရှုံးသွားလိမ့်မည်ထိုကဲ့သို့စိတ်ပြတ်အားငယ်မှုကသူ့ကိုစိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်စေသည်ယခုအချိန်တွင်သူကဒေါသတကြီးအော်ဟစ်ရန်မစောင့်နိုင်တော့ပေသူကထိုစည်းတစိတ်ကိုဖျက်ဆီးပြီးဤနေရာထဲမှလျင်မြန်စွာထွက်ပြေးခြင်း၏ချမ်းချံနတ်ဖျားမျိုးနွယ်မှနောက်ထပ်တိုင်းပညာရှင်သည်သူ့ကိုနှစ်သိမ့်လိုက်၏မေးလိုက်တော့ဒီနတ်ဖျားဧကရေအုပ်ကူကပွင့်မဲ့ပုံမပေါ်ဘူးငါတို့ဒီနေရာမှာသေဖို့ကံပါပြီးသားများလားစိတ်မပူနဲ့ငါတို့နတ်ဖျားဧကရစ်တွေကအထဲကပြဿနာကိုမကြခင်သတိပြုမိမှာပဲသူတို့လှုပ်ရှားပြီဆိုတာနဲ့ငါတို့ဘေးကင်းပြီသို့တော်သူပြောပြီးသည်နှင့်အင်မတန်အားကောင်းသောအရှိန်အဝါ၅ခုကပေါ်ထွက်လာသည်လူတိုင်း၏အမူအရာကပြောင်းလဲသွား၏အဲ့ဒါသူတို့ပဲသေဆန်းတိုက်ပွဲအတွက်ပြင်ဆင်ထားကြနတ်ဖျားဘရင်နယ်ပယ်နယ်အောက်တွေနောက်ဆုတ်ကြနတ်ဖျားဘရင်နယ်ပယ်အထက်တွေရှေ့တိုးပြီးရန်သူကိုတက်ဆွမ်းသမျှရင်ဆိုင်ကြသူတို့တွေကနတ်ဖျားဘရင်နယ်ပယ်ကကျင့်ကြံမှုကိုပဲပြသနိုင်တာနတ်ဖျားဧကရစ်နယ်ပယ်မှာသူတို့ကျင့်ကြံစဉ်ကိုမပြသနိုင်ရင်ငါတို့သူတို့ကိုထိန်းထားနိုင်တယ်စိုးလေးဖူကရွှမ်းရံနတ်ဖျားမျိုးနွယ်နှင့်တမလွန်နတ်ဖျားမျိုးနွယ်ဘက်ကိုတစ်ချက်ကြည့်ပြီးတတွေးထွေးလိုက်မိသည်သူကဒေါသလဲထွက်တစ်ချိန်တည်းတွင်မကြေမချမ်းဖြစ်မိသည်ဒီတေသင်းနဲ့နတ်ဖျားမျိုးနွယ်စုနှစ်စုကသူတို့ရဲ့ကိုယ်ပိုင်နတ်ဖျားမျိုးနွယ်ရဲ့အားနည်းတဲ့အဖွဲ့သားတွေကိုကာကွယ်ဖို့အစီရင်တစ်ခုတိဆောက်လိုက်တယ်သူတို့တွေကဆုံးရှုံးမှုအ ਨੇ ဆုံးကြုံတွေ့ရတာပဲနတ်ဖျားဧကရစ်၅ပါးတိုက်ခိုက်သောအခါမဟာနတ်ဖျားမျိုးနွယ်စု၄စုနှင့်ဤနေရာသို့အပို့ခံလိုက်ရသောနတ်ဖျားမျိုးနွယ်၏တိုင်းပညာရှင်များသည်ထိခိုက်မှုကိုကြံ့ကြံ့ခံနေရသည်ရွှဲရံနတ်ဖျားမျိုးနွယ်နှင့်တမလွန်လောကသည်ဖြစ်ဆက်တစ်ခုလုံးကိုကြည်နေ၏ပြီးနောက်မဟာနတ်ဖျားမျိုးနွယ်စု၄စုကသေဆုံးမှုများစွာကြုံတွေ့ခဲ့ရသည်ယခုအချိန်တွင်ရောက်လာသူကအကျော်အမော်များထဲမှအကျော်အမော်များသာဖြစ်ပြီးသူတို့မိသားစုခန်းမထဲရှိဘိုးဘေးခန်းမထဲမှသူတို့အံ့ဖွယ်သွေးနှင့်အံ့ဖွယ်ခန္ဓာများကသူတို့ကိုအသက်ပြန်သွင်းရန်ကုသခြင်းကျင့်စုအသုံးပြုနိုင်သောညာသူတို့၏ကျင့်ကြံစင်းနှင့်အထုံပါရမီလည်းရောကျသွားလိမ့်မည်ဆိုလိုသည်ကသူတို့မဟာနတ်ဖျားမျိုးနွယ်စု၄စု၏အလုံးစုံခွန်အားသည်လည်းကျဆင်းသွားမည်မဟုတ်ပါလောမဟာနတ်ဖျားမျိုးနွယ်စု၄စုသည်တမလွန်လောကနှင့်ရွှမ်းရံမျိုးနွယ်တို့သူတို့ကိုလိုက်မိလာမှာကိုအမြဲတမ်းထားစောင့်ကြည့်နေခဲ့သည်သူတို့နှစ်ဖက်ကြားရှိကွာဟချက်ကအနှဲငယ်ကပ်လာ၏သူ၏ကြံသည့်မျက်လုံးတစ်ဖက်ထဲ၌အခဲမကြေမှုများပြည့်နေသည်
မဟုတ်ဘူးဒီရှေးနတ်ဖျားဧကရစ်၅ပါးကိုရွှမ်းရံမျိုးနွယ်နဲ့တမလွန်လောကမျိုးနွယ်ဘက်စီတွန်းထုတ်ဖို့နည်းလမ်းစဉ်းစားရမယ်သူစူးစားနေဆိုအားကောင်းသည့်အရှိန်အဝါ၅ခုကရောက်လာပြီဖြစ်သည်သူတို့ကအင်မတန်ချင်းချောက်နိုင်သောပုဂ္ဂိုလ်ကြီးများဖြစ်၏သူတို့သည်ရှေးနတ်ဖျားဧကရစ်များဖြစ်သည်ဖျားတစ်ခုတည်းကသူတို့အားလုံးကိုကြောက်လန့်သွားစေရန်လုံလောက်သည်အပိုင်း498 ပြီး၏